Okay.ကျွန်တော်စတီးပါမယ်တဲ့ကျော်ဖျားဆရာဒီလုံးသိလားနားရဲတော့ကြားဘူးတလို့ပဲဆရာချက်စောဆရာမရောသိလားကျွန်တော်လေကြားဘူးတလို့ပဲဗျာပြန်နာဟုတ်ကဲ့ဒီခါနားထောင်ပါတော့ဗျာနားရဲဝိတိတိဖြစ်ကဲဒီဘက်ကဆရာတော့ကျွန်တော်ကဝါတာတာဖြစ်မင်းတို့နဲ့ကတော့ဝိတိနဲ့ဝါတာတာနဲ့ပြီးမဲ့ကောင်လေးပါပဲသူဆိုဒုတိယဘက်တီးလိုက်ရင်တော့ဘာသာကြီးတို့ကတော်တယ်ပေါ့အဲ့အပေါ်ကအတန်ကြီးအပေါ်ကဟယ်လီကော်ပတာလွတ်ထားဒုံခေါ်တယ်ဒုံဆရာအဲ့မှာသူလို့တဲ့လေးပန်းကလွတ်ထားတာဒုံကဲဒုတိယဘက်တီးလိုက်ရင်တော့မလို့သိလိမ့်မယ်ဟုတ်ကဲ့ဆရာနော်နားထောင်တော့ပြီးတော့သိချဖြေနော်ဟုတ်ခုမှသိတာဆရာကြီးပြောပြလိုက်ဒါမချစ်စုမချစ်ဟုတ်လေကွာမချစ်သူအလူတုံးကဆရာတီးခဲ့သေးတယ်ဟာဩအေးဟုတ်တာပေါ့အလကားပြောတာဒီသချင်းပြောပါမယ်ပြောဒါစနေနေ့ည9 နာရီထိုးပြီးတိညာသူမဟုတ်ဘူးကလေဒီရောလွှင့်နေကြားလိုက်တယ်အဲ့ဒါတော်တယ်မကွာဒီဘက်ကကောင်ပြောတယ်မတီးဘဲနဲ့ရှောက်ပြောနေတာမင်းမဆရာတီးရဲ့တီလုံးငါမသိတာပြောစမ်းဟာဆရာတီးသွားတဲ့တီလုံးပေါ်အဲ့ကောင်ဘာဆိုင်မဟုတ်ဘူးနောက်ကကောင်မလေးတွေလုံးချုံထိုင်ကြရှေ့ကပြိတ္တာအများကြီးဟာသူကတတိပေးတာမပြောမလို့ကြည့်ရတော့ဆရာတီးသွားတဲ့တီလုံးကပေါ်တဲ့နှစ်ကိုပြောမလို့အဲ့ဒါပြောဆရာတီးသွားတဲ့တီလုံးကဟိုမေ့ကွက်ကိုရှာလိဟုတ်ကောမဆိုင်ဘူးဟာတော်မေဘေးမဟုတ်ဆရာကျွန်တော်လည်းအဲ့အကွက်ကိုမေ့နေလို့ပါပဲမင်းတို့မသိဘူးမလားဟုတ်မင်းတို့မသိရင်သိတယ်လို့ပြောလိမ့်မယ်သမီးရတနာညီမတို့နောင်စင်တကယ်နိုင်မည်အောင်ပြီးလဲမတော့ရေကြိုခန်းချောက်လီပြီစောင်းပလီကွယ်ပြီးတော့ရှေးဘဟုပြောင်းရလီပြီရေစီးတခါရေသာတလဲမို့မလျှော့နဲ့ညီမတွေအနိုင်ရပြီတဲ့မင်္ဂလာရှိတာတို့ပြန်ဆိုလားညီမတို့နောင်စင်တကယ်နိုင်မည်အောင်ပြီးလဲမတော့ရေကြိုခန်းချောက်လေးပြီစောင်းပလင်းကွယ်ပြီးတော့ရွှေဘဟုပြောင်းရလေးပြီရေစီးတခါရေသာတလှဲ့မို့မလျှော့နဲ့ညီမတွေအနိုင်ရပြီကဲရဲ့ခံရဲ့စောင့်ကြပါပြီစက်ကြတိုက်တပေါင်းစားစိုးပြောင်းမယ်ဒီခုမှသိတာဒါစက်ကြတိုက်ပဲတက်တာနော်ချီရဆိုတော့မှသိတယ်မလေးဒါသချင်းပုံကဟဲ့မှတ်တယ်နော်တပေါင်းဒီတပေါင်းကဘယ်သူစတွေ့တယ်မှတ်တယ်ဘယ်သူပါလဲပခိုးမျိုးကပဲကူမျိုးကကျောင်းဆရာကြီးဆရာဦးတက်တင်စတွေ့ဟုတ်ပြီတကြီးတပေါင်းကိုအတန်ထည့်တာကပဲကူမျိုးကပဲပခိုးမျိုးကတရောဆရာကြီးဥတာတုံးကအတန်ထည့်ဟုတ်ကဲ့ဒီသချင်းကိုဆိုတာဘယ်လိုလဲသူပါလဲရုပ်ရှင်မင်းသားကြီးဥခင်မောင်ရဲ့ဒီဓာတ်ပြားထွက်လာတော့ဟာကိုလိုနီနေရှင်းမိတ်ဆွေကြောက်လိုက်တာတုံးတာနော်ဘာလို့ဆိုတပေါင်းကကျွန်တော်တို့ကမြန်မာတပေါင်းနဲ့တူတူဖက်မွေးလာရတာဟိုးဗျာနော်ကြောက်တာလည်းမပြောနဲ့လေအဲ့တော့ဒီဓာတ်ပြားဖမ်းဆိုတဲ့လူဖမ်းတီးတဲ့လူဖမ်းအဲ့လောက်ကိုကြောက်ကြတယ်ကြောက်တာလည်းမပြောနဲ့ပြတယ်ခင်ဗျာကြောက်တာလည်းမပြောနဲ့ဘာဖြစ်လို့တပေါင်းတခြားသားထောင်ကြည့်ပါကျွန်တော်တီးပြန်ပြရအင်းကိုဟင်းသာစင်းပြီးစင်းရလေးနဲ့ခွင်းပြီးဘုံမကိုကိုထိ
ရိုရိုက်ခတ်မည် ပြော အင်းကိုဟင်းသာသိမည်စိတ်ရင်လေးနဲ့ခွေးမည်ထိုမုတ်တော့ကိုထီရိုရိုက်ခတ်မည်ထီရိုကိုမောကြပြတော့သာရှိပါသည်1300တခုမှသာ၍ယတနာသူရာလူရာရနိုင်သည် အင်းကိုဟင်းသာဆင်းပြီးရှင်ရင်လေးနဲ့ခွင်းပြီးထိုမုတ်ဆိုးကိုထီရိုရိုက်ခတ်ပြီးတပေါင်းတပေါင်း ဟုတ်ကဲ့ ထီရိုကိုမိုးချိုပြစ်တဲ့စာရှိပါသည်ကဲငါပြောမယ်ဟဲ့ကောင်လေး ဘာပါလဲဗျ အင်းကိုဟင်းသာဆင်းတာသိလား ဘာပါလဲ 1133ခုနှစ်ကမှတ်ထားနော် ဟုတ်ကဲ့ အင်းဝဟိုဟန်တာဝရီခေါ်ပကိုးသားတွေ အဲ ကိုမျက်မှောင်ကြောပါရကိုမျက်အောင်ကလားနော်တော်ဆိုးတဲ့လူတွေအင်းဝလာတိုက်တိုက် အဲ နော်အကိုမျက်အောင်ပါဘူးတော့ကျွန်တော်ပြောတာမျိုးတန်းလို့ပြောနေတာ ဘိုးသားပြောတာသူမပါပါဘူး လာတိုက်တော့အင်းဝကျသွားတော့ဗောကွာ ဟုတ် အဲ့ချိန်မှာအဲ့ဒါကိုအင်းကိုဟင်းသာဆင်းပြီးဆင်းရင်လေးနဲ့ခွင်းပြီးဟေးလေးကြိုင်တာဘာလို့ ဟုတ်သော ဘုံဆိုးဘူသားကြီးဥအောင်စီရကအဲ့ဒီဟန်တာဝရီသားတွေပြန်တိုက်ထုတ်တာ ဟုတ်ကဲ့ နော်ထိုမုံဆိုးကိုထီရိုရိုက်ခတ်ပြီးထီရိုကပါလေ ဘာပါလဲ နေမဝင်အင်ပါရလို့သူတို့ကိုသူတို့ဂုံဟေးထားတဲ့အင်္ဂလိပ်နယ်ချဲတွေကိုသူကပြန်ပြီးတော့နန်းနေတာ ဟုတ်ပြီ ဘုံထုံးနဲ့စင်တွေကိုထီရိုလို့ပြန်ခေါ်တာ ဟုတ် နော်ထီရိုရိုက်ခတ်ပြီးထီရိုကိုမိုးချိုပြစ်တဲ့မိုးချိုတီလား ဘာပါလဲ မိုးချိုတို့ရဲဘော်သုံးချိတ်တို့ရဲ့ဆရာ ဟုတ် ဂျပန်စစ်ဗိုလ်ကြီးစူစီခေါ်နော်ဘုံမိုးချိုတို့ဘိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်နာမည်ပြောင်းခဲ့တာ ဟုတ်ပြီ ဒီတဘောဘိုလ်ချုပ်ရဲ့လုံထားတာဟုတ်ပါနော်1940နဲ့တခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှာမြန်မာနိုင်ငံကိုရဲဘော်သုံးကြီးစစ်ချီလာတယ် ဟုတ်ပြီ ဖဲမှာစခန်းချတယ်မှာတော့ ဘယ်မှာပါလဲ ဘန်ကောက်မှတ်ထားတော့ ဟုတ်ကဲ့ ဘန်ကောက်မှာဘိုလ်ချုပ်တို့စခန်းချတယ်မြန်မာနိုင်ငံမှာတန်လှည့်ရုံမရှိသေးဘူးဘန်ကောက်မှာတန်လှည့်ရုံရှိတော့ဘိုလ်ချုပ်ကိုယ်တိုင်ယူဒီဟာတန်လှည့်ရုံကနေပြီးတော့ဟေးမိစ္ဆာတွေ အဲ ကိုလိုနီတွေထီယိုးတွေမင်းတို့ကိုတိုက်ထုတ်ဖို့မောင်းထုတ်ဖို့ဘိုးမိုးချိုးလာပြီးဆိုဘိုလ်ချုပ်ကိုယ်တိုင်អော်ခဲ့တယ် ကျွေးကြော်ခဲ့တယ် ကျူးချော်ခဲ့တာ ဟုတ် တန့်လှန်လာပေးလိုက်ဒါဒီချင်းနော်ပြန်ဆိုတော့မရှင်းအောင်ချုပ်ဟေး အင်းကိုဟင်းသာသိမည်စိတ်ရင်လေးနဲ့ခွေးပြီးထိုမုတ်ဆိုးကိုထီရိုရိုက်ခတ်ပြီးအင်းကိုဟင်းသာသိမည်စိတ်ရင်လေးနဲ့ခွေးပြီးထိုမုတ်ဆိုးကိုထီရိုရိုက်ခတ်ပြီးထီရိုကိုမောကြပြတော့သာရှိပါသည်1300တခုမှသာ၍ယတနာသူရာလူရာရနိုင်သည် ဟာတဲ့1300တခုကစလို့ ယတနာသူရာလူရာရနိုင်သည် ကျွန်တော်တို့မြန်မာပြည်ရေနာဆိုင်ပြီ ဟုတ် နော်အဲ့ဒီခေတ်ကစိန်ရွှေရေနာဗရမ ्या တွေကိုရေနာလို့ခေါ်တာမဟုတ်ဘူး အဲ ကျွန်တော်တို့မြန်မာတွေလူချင်းသုံးရေနာပါတယ် ဘာပါလဲ လွတ်လိုက်ရေး အဓိက လွတ်လိုက်ရေး ဟုတ်ကဲ့ အဲ့တော့1300တခုနှစ်မှာဘာပေါ်ခဲ့လဲ ဘာပါလဲဆရာ ဩမင်းတို့ကလည်းကွာငါမြန်ထောက်ကြသမောတို့ဗမာစီယုံပေါ်ခဲ့တာ ဟုတ်ပြီ တို့ဗမာစီယုံရဲ့ဥက္ကဋ္ဌကဘာလုပ်လဲ ဘာသူပါလဲ ညဉ့်ညံရေးဖခင်ကြီးတချင်းကိုတော့မှိုင်း ဟုတ်ကဲ့ ဟေးအတွင်းမှုချုပ်ကဘာလို့မှတ်တော့ ဘာသူလို့ပါလဲ ဘိုလ်ချုပ်အောင်ဆန်း23နှစ်သားရှိသေးတယ် ဖူးကျွန်တာ နော် ဟုတ် ဗါတဲ့သိုးသား1300 1300တခုမှသာ၍ယတနာသူရာလူရာရနိုင်သည် လာတော့မှတပေါင်းမှမှန်တယ်တက်လား ဟုတ် နော်အဲ့ဒီတို့ဗမာအစည်းယုံကင်ဆောင်တဲ့အလံကတို့အဝါအစိမ်းနေ ဟုတ် တောင်သူလေသမားနဲ့ဒုသမားများကိုကိုစားပြုတ်ပြီးတော့တူနဲ့တည်းစင် အဲ သို့တော်လေအမျိုးသားအလံကြတော့ဘာမှတ်တော့ ဘာပါလဲဆရာ အဲ့ဒီအဝါအစိမ်းနေထဲမှာဟေးခို့ထောင်းကွာ ဖော်ထောင်းဟုတ်ပြီ နော် ဟုတ်ဟုတ် အဲ့ဒီအလံတော်ရဲ့တကောအာနိတိငါပြောချင်တယ်မင်းတို့နားလေဟမ် ဘယ်သိပါလဲဆရာဘယ်သိလိမ့်မယ် မင်းတို့မသိရင်နားတော့ ဟုတ်ဟုတ် ဒီကလင်းလေသမီးထားဒီအလံတော်ကြောင်းလေးပြောပြ တို့ဗမာခစ်စင်မညူရှစ်ပလင်းဆိုခဲ့ပါလေတမရီမရင်ယူကုန်းမောင်တွေမှန်သည်တို့ရောင်ချဲလာလို့ဒီဒီနဲ့စိတ်တူကြီးဗမာလေးအဝါစိတ်အလီအဝါရောက်ဤရဲ့ချက်လာသာလာရဲ့သာနာရဲ့ပညာရဲ့တို့လေးကြီးစိတ်ရောက်ဆိုတာကတော့သဘာဝရှင်ရွှေငွေ
စက်ရတိုက်ဖန်လို့မှအရှိန်မသေးသေးဘူးဒီသချင်းကထပေါ်လာနော်ဒီသချင်းကအထိပ္ပယ်ရတယ်ဟေးကလမငါလည်းနဲ့နှုတ်ကြိုးနေလင်းလက်နော်အဝါရောင်ကြီးရွေးချက်ကဘာသာရဲ့သာသနာရဲ့ဒီညာရဲ့တူလိမ့်မည်အစိမ်ရောင်ကြီးရွေးချက်ကစပါးစံရွှေငွေအထွေထွေပေါင်းမြည်ကောင်းလိုက်တာငါသမီးရဲ့အနေရောင်နေရောင်ကြီးရွေးချက်ကရဲစိတ်ရဲ့မှထပ်တန်ရမည်ဟေးတော့ဗမာကုန်းမောင်တွေမောင်လေးသုံးရောင်ချဲအလန်တော်ကြီးတပည့်နဲ့စိတ်ထူမြည်ဒီသချင်းလေဆိုတဲ့လူဖန်တီးတဲ့လူဖန်ကိုဗျနော်ဟေးဖမ်းယုံမကလို့ကျိုးစင်တရားပဲတို့မြမဆိုင်ပညာရှင်များဒီသချင်းကိုအဖိုးစိတ်ပြီးတာကစဆိုတော့လင်္ကာကျော်တော်ဥပမောဥဟံဘတို့တို့မာနီယောဆိုဗဒုလဘာသာတို့နော်ဒါသမိုင်းနဲ့ဒါတော့ဖမ်းသားပရိဆိုတော့ဒီသချင်းကိုအင်တိုက်အားတိုက်ဘလို့တီးခဲ့တယ်မှတယ်ဘလို့ပါလိုက်မတီးတာကြတော့မေးဟေးပြောတယ်ကွာပြောတာကွာမင်းကလည်းဘယ်ဆိုင်ဝဲလာတော့ကိုနောက်ကျောကဘီယာဆိုင်လေးလေဟောမင်းတို့ဒီမှာပြလုံးမထိုးတဲ့အဲ့ဒါတွေတီးပြီးသားတွေမို့လို့ဒီမဲ့ရဲစိတ်ရဲမှာဇာတိမှာတက်ကြွအောင်တီးတာဟုတ်ချောမကြိုက်ဘူးချလာအိုးပေါက်တော့မှဒီကွာမျိုးသားခံကမှလို့ချတာမကြိုက်ဘူးအိုးနေတယ်တန်မောင်းမပါလာတော့ပြန်တီးဒီသချင်းကိုစက်ခုံမှာဘသူစတင်တယ်မှာဘာသူကလဲမထန်တော့လမိုင်းဟုတ်ဥအောင်မောင်ကတို့အောက်ဖေးရလေးမျက်နှာမျိုးမြစိမ့်ဖျားဆိုရှိအဲ့ဒီပွဲမှာစတင်တင်တော့ပိတ်တက်ကဆုချတယ်အဲ့ဒီခေတ်ကငွေ9000ရတယ်တို့ဗမာစီးရင်ကိုလှူပစ်လိုက်တာဟုတ်နော်ဒါရင်အားမရသေးပဲနဲ့အဲ့ဒီဥအောင်မောင်ကလေမှတ်ထားတက်လားဟုတ်နောက်ထပ်တချင်းမှုထုံးဥအောင်မောင်ကိုယ်တိုင်ကလေဘေဘက်ကသုံးယောက်ချေလန်ကိုင်းညာဘက်ကငကြီးတောင်ထားရှင်ဘက်မှာပင်ဒီစာစီးတယ်ပြီးတော့ဒီမဲ့နေချဲ့တွေကိုကိုယ်တိုင်တိုက်ခဲ့တဲ့မင်းသားကြီးဟုတ်ကဲ့ဒါတို့အမှုပညာရှင်တွေကအာသာနီနော်ဒါမှမဟုတ်သူ့နာမည်တောင်မှသခင်အောင်မောဟုတ်ပြီနော်ဟေးတို့တပည့်ပညာရှင်တွေတတိရှိတဲ့ကြောင့်ပြောတာနော်မှန်ပါအဲ့တော့ဥအောင်မောင်ရဲ့နှစ်ပါးသွားမှာဒီမဲ့ဖီတော့မောင်တော့မြို့ငါချစ်တယ်ငါ့ကိုမချစ်တာရှင်မပါဘူးဟုတ်ခတ်ပြီးတက်လာဘာမှဒီမဲ့ဟေးမြန်မာတွေနိုးထတော့ကျွန်ဘဝမှာရုံးထွက်ကြတော့အောင်မလေးဇာတိမှပြေသွားတယ်တချင်းဟုတ်ကဲ့နှစ်ပါးသောတချင်းတယ်ဗျာနောက်ထောက်ကြည့်ကြမှာဟိုင်းအောင်မောင်တောင်းထားညီကြဖို့ဆိုလာပြန်တယ်အတိတ်ဆောင်တဲ့ထိုစကားကိုတို့များဆိုကြတယ်နှစ်ပါးသောတချင်းနှစ်ပါးသောချင်းပေါ်ရင်တွေက6ပေါက်ထဲမှာနော်ဥအောင်မောင်ကိုယ်တိုင်ဆိုထားတဲ့အဲ့ဒါပြကျွန်တော်တို့ရှိတယ်တို့ကလေးတွေနားထောင်ရင်ဘူးတော်ချင်းလာခဲ့ကြဟုတ်ကဲ့နော်ပြန်ထင်းလိုက်နှစ်ပါးသောတချင်းတွေဗျာဟေးဟိုင်းအောင်မောင်တောင်းထားညီကြဖို့ဆိုလာပြန်တယ်အတိတ်ဆောင်တဲ့ထိုစကားကိုတို့များဆိုကြတယ်လာလိမ့်မယ်ဒုတိယပိုင်းဆိုတချင်းငါရဲ့မြန်မာပြည်တိုင်းရင်သား
တို့ရိုက်မင်းရဖို့တောင်းထားရသည်ကွယ်တော့အောင်ချဲတိုက်ခါကုန်းပေါအမှန်ပဲစတ်တော်မင်း အားပြလေးတူချောရလိုက်မလို့ဟော လွယ်ရည်သားကွယ်သို့တချင်းငါရဲ့မြန်မာပြည်တိုင်းရင်သားတို့ရိုက်မင်းကြဖို့တောင်းထားကြတယ်ကွယ်သုံးယောက်ချဲလန်းတိုက်ခါကုန်းပေါအမှန်ပဲစတ်တော်မင်း ဒီစာသားမှတ်ထားတော့ ဟုတ်ကဲ့ အင်မတန်မင်္ဂလာရှိတဲ့စာသားဗါတဲ့သုံးယောက်ချဲလမ်းစိုက်ခါ ကုန်းပေါအမှန်ပဲစတ်တော်မင်း မှတ်ထားတော့ ဟုတ်ကဲ့ ဒုတိယပိုက်ဝလက်ပိုက်လာလိမ့်မလို့နောက်ကနောက်ကနေပြီးတော့ဟဲ့ရှိသမားဘောမဟာဟဲ့သမီးတို့ထားဘာလို့တက်ကြွထားလို့ဆိုဒီမဲ့တမျိုးလုံးတနိုင်ငံလုံးလှုပ်ဆော်လိုက်တဲ့တီးဦးအောင်မောင်ရဲ့တီးကဒီလိုကွာ တောင်းထားกว่าအောင်မောင်ဆိုတဲ့စကားလေးလေမြမတိုင်းမှာတော့ကဲရင်လို့မြည်တယ်ကွယ်ဘာပြောင်းချင်းချင်းချင်းခွဲလို့တောင်းလိုက်တယ်ကွယ်တောင်းထားกว่าအောင်မောင်ဆိုတဲ့စကားလေးလေမြမတိုင်းမှာတော့ကဲရင်လို့မြည်တယ်ကွယ်ဘာပြောင်းချင်းချင်းခွဲလို့တောင်းလိုက်တယ်ကွယ်ဘယ်လေရပြီကွယ်ဒီရတော့တောင်းတာမှာမြမစိတ်တော့ဘာလာသေးစေမဲ အလင်းကကျော်တော်ဥပမောင်ကဥဖို့စိန်နဲ့တီးနေတာဒီသချင်းကိုကြိုက်လွန်းလို့မြန်မာတွေအတွက်လှုပ်ဆော်တဲ့အနေနဲ့ဥအောင်မောင်ဇက်ကိုတွားပြီးတော့နှစ်ပါးသွားမှာဒီမဲ့ဂုံပြူတာဒီလိုတီးခဲ့ပါလေခင်ဗျာ ဒီမဲ့တမျိုးသားလုံးကိုဒီမဲ့တွေးတွေဆူတာတွေးတွေကြွားတာဒါတွေမကမ်းပါနဲ့ဒီမဲ့ဟိုဥအောင်မောင်ကဒီရင်းမဟဲ့မီးထိုးတဲ့ကောင်စင်းလားဒီထက်ဝင်လားဟိုကားလေးဆိုတဲ့ကောင်ကားဝင်လားနောက်ကထမင်းချက်တွေဟိုကားသမားတွေကလာစမ်းကွာအားလုံးဒီမဲ့ပိတ်တပ်ပါဆူတော့ဒီတော့ကွာ တောင်းထားกว่าအောင်မောင်ဆိုတဲ့စကားလေးလေဒီမလိုက်မှာတော့ကဲရင်လို့မြည်တယ်ကွယ်ဘာပြောင်းချင်းချင်းခွဲလို့တောင်းလိုက်တယ်ကွယ်တောင်းထားกว่าအောင်မောင်ဆိုတဲ့စကားလေးလေဒီမလိုက်မှာတော့ကဲရင်လို့မြည်တယ်ကွယ်ဘာပြောင်းချင်းချင်းခွဲလို့တောင်းလိုက်တယ်ကွယ်တို့လည်းရပြီကွယ်ညီညာတော့တောင်းထားကြမှာမြမစိတ်တော့ဘာလာသေးစေမဲ အကုန်လုံးတွေးဆူလာတော့ဒီမဲ့ဥအောင်မောင်ကိုဝိုင်းကုန်ကြတာအဖိုးစိတ်ဝေအားစားတီးခဲ့နော်ဖန်ဆန်းကွာကျိုးစင်တရားပဲကြီးစိတ်ဝေအားကစားဒီလိုတီးပြန်တီးပြန်မနော်နားထောင်နားထောင် ပိတ်သက်ပါလာတာရုံပြင်မှာမုံစားနေတဲ့ဟာတွေရောပွဲကင်းကြီးပါလာတာတရက်ကွက်လုံးပါလာတယ်ပွဲရုံရှိတဲ့နေရာတမျိုးလုံးပါလာတယ်တနိုင်ငံလုံးကဒီသချင်းကိုဂုံပြူကြတော့ပွဲချွာလာတာဒီလိုကသမီးတို့ တောင်းထားกว่าအောင်မောင်ဆိုတဲ့စကားလေးလေမြမတိုင်းမှာတော့ပြေရင်လို့မြည်တယ်ကွယ်ဘာပြောင်းချင်းချင်းခွဲလို့တောင်းလိုက်တယ်ကွယ်တောင်းထားกว่าအောင်မောင်ဆိုတဲ့စကားလေးလေမြမတိုင်းမှာတော့ပြေရင်လို့မြည်တယ်ကွယ်ဘာပြောင်းချင်းချင်းခွဲလို့တောင်းလိုက်တယ်ကွယ်တို့လည်းရပြီကွယ်ညီညာတော့တောင်းထားကြမှာမြမစိတ်တော့ဘာလာသေးစေမဲ ဒီသချင်းမှာဟေးဒီသချင်းမှာလေဘာလို့ဆိုတော့ငါထုတ်ခိုင်းတဲ့စာတွေပါတယ်တော့ သုံးယောက်ချဲလန်းဆိုင်ခါကုန်းပေါအမှန်ပဲစတ်တော်မင်း ဘယ်တော့ကောင်းလဲစာ ကောင်း နော်မြန်မာမင်းဆက်ပြန်ဆက်မယ်တဲ့ ဟုတ် ပါတယ်ကုန်းပေါ် သုံးယောက်ချဲလန်းဆိုင်ခါကုန်းပေါအမှန်ပဲစတ်တော်မင်း ထက်ကျော် ရစရာ ကုန်းပေါ်မင်းဆက်ဘယ်နဲ့ဆက်တော့ ကုန်းပေါမင်းသက်ဆက်ပါ မင်းကွာစကားပြီးတော့လည်းမပြောပါနဲ့တခြားစဉ်းစားပြောကုန်းပေါ်မင်းဆက်ဘယ်နဲ့ဆက်တော့ ဟုတ်ပါတယ်ကျွန်တော်သိတယ်ဆက်ပါ ဟာဆက်တဲ့ဆက်ကအဖြတ်ခံရတာ ဟင်
တစ္ဆာအမှန်ကုသီလတစ္ဆံတမန်အဆောင်ထားမုတ်ဆိုးတစ်ချိန်ငါ ဟုတ်ပြီ 50ရှိ ဟုတ်ကဲ့ ဒီမိစ္ဆာတွေဖြစ်လို့ပြက်ကျမင်းဟူစာလေးသိလား ဘဲစားတော့ဗျာ ဦးကောင်းလိန်ထုတ်မင်းဆက်ပြုတ် ဩတိတာပေါ့ ပြော အမတ်ကြီးဥကောင်းလိန်ထုတ်လို့မင်းသက်ပြုတ်သွားတာဒါလွယ်လေးဦး ကြတာနော်အေး ရှင်းနေတာပဲနော် ဒါအခရာတင်ချာခေါ်တယ်ကွာ ဟုတ်ကဲ့လား နော်မှတ်ထားအခရာတင်ချာဦးက ဥကတနင်္ဂနွေနဲ့1 ကောင်းက တနင်္လာနဲ့2 လိန်က ဗုဒ္ဓဦးနဲ့4 ထုတ်က စနေနဲ့ခွန် 1949ခုနှစ်ကဒိုးအရှင်နှစ်ပါးကိုကြက်ကလေးကလေးကိုဖမ်းသွားတာ ဟုတ်ကဲ့ အဲ့ဒါကိုမှတ်ထားတဲ့အခရာတင်ချာဖမ်းတော့တာဗျာကဲစဉ်းစားကြည့်စမ်းပါဒီနိုင်ငံကြီးတစ်နိုင်ငံလုံးသိမ်းပြီးတော့ကျွတ်တို့ရှင်နှစ်ပါးဘယ်ပို့တယ်မှတ်တယ် ဘယ်ပုတ် အိုးအိန္ဒိယကျွန်းတော်လေးတစ်ခုရနာဂီရီပို့တယ် ဟုတ်ပြီ တိုက်လေးသေးသေးလေးတစ်လုံးဆောက်ပေးတယ် ငါရိုင်းနေ အဲ့တိုက်လေးသေးသေးလေးဆောက်ပြီးတော့တီဘောကမြတ်နိုးလို့ခြေနဲ့လို့မဟုတ်ဘူး ဟုတ် ဒါပေမဲ့တိုက်တဲ့ပွဲလုပ်ခဲ့တယ်တိုက်တဲ့ပွဲ1382ခုနှစ်ကတိုက်တဲ့ပွဲလုပ်ခဲ့တယ် ဟုတ်ကဲ့ နော်အဲ့ဒါဘာလို့လဲလို့ဆိုတော့မင်းတို့ပရိယရွှေညံခြေလိုက်တယ်ဗမာပြည်မှာရှိတဲ့ဆရာတော်တမန်တော်များလည်းပူးကြတယ် ဟုတ်ကဲ့ ဘယ်ဆရာတော်တွေပါသွားတယ် ဘဲဆရာတော့ပါလေ မောက်ကျိုးဆရာတော်ဘာမဲ့ဆရာတော်ဘေးမဲ့ဆရာတော်သင်္ကစားဆရာတော်ထားပါတော့ပါသွားတယ် အများကြီး လူပညာရှင်များနဲ့လည်းတွေ့ဆိုဆွေးနွေးခြင်းနဲ့နော် ဟုတ် ဒီဝိုင်းနာမောင်မောင်ကြီးတို့ဆောင်းဆရာကြီးတို့တော့စိတ်ပြီးတာတို့ပါသွားတယ် မှန်ပါ ကဲကျွန်တော်ပြောချင်တာဒါမဟုတ်ဘူး ပါပါလေ တရားမဟုတ်ဘူးအဲ့ဒီတိုက်တဲ့ပွဲကဘယင်ကကိုယ်တိုင်လာမှာ အဲ အဲ့တော့ဗမာပြည်ကဖေးထားဆိုတဲ့ဆိုင်လေးပါသွားတော့ဟိုကောအင်္ဂလိပ်စစ်ကိုချောကလက် ချောကလက် ချောကလက် ချောကလက်နင်းအသားရောင်နဲ့ပတ်ထားတာနော် ချောကလက် ဟုတ် ချောကလက်ကထင်သေးပြီးတော့တဲ့လားဟာဘယင်ကကိုယ်တိုင်ကြွမှာနော်ဒီဝိုင်းနေတော့ထင်သေးပြီးတော့သူတို့ရဲ့နိုင်ငံခြားဒီဝိုင်းကြီးပေါ့ဆင်ဖိုနီမဟုတ်ဘာကောမလဲဆင်ဖိုနီဝိုင်းလို့တော့ဘာလို့ပေါ့သူတို့စစ်ဒီဝိုင်းပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ နော်โอเคစရာတို့ချတာချပြီးတော့ဝိုင်းရတော့ကြီးပေါ့ကွာ အဲ စိတ်ပိရဆိုင်ရတော့ကျွန်တော်တို့ရှေးတုန်းက9ယောက်တည်းရဘူး ဟုတ်ကဲ့ နော်တီဝမ်တဝမ်ကြောက်မတက်ရဘူးစိတ်ပိရကိုထင်သေးတဲ့မျက်နှာနဲ့ကြည့်ပြီးတော့ဟယ်လို အဲ ဟယ်လိုမစ္စတာမာစတာno listen no လေ အဲ့ဒါပါလဲ ရှေ့ဆာရွက် no ဆာရွက်ပြီး အဲ စိတ်ပိရလဲno ဟုတ် အီရ no နားနဲ့မှတ်ဒီ ဟုတ်ပြီ မယုံဘူးနော်ဟိုအထင်သေးတဲ့မျက်နှာစိတ်ပိရအကဲပါတယ် အဲ ဒီမဲ့ကိုရင်းနဲ့အဲ့ဒီခေတ်ကအင်္ဂလိပ်စစ်ဘူးဆိုလို့ရှိရင်ဖိတ်တခင်ခေါ်ရတဲ့ခေတ် ဟုတ်ပါ စိတ်ပြတော့သူ့ပညာထိလာတာဒီမဲ့ကိုရင်းနဲ့ကိုရင်မယုံဘူးမလားကျုပ်တို့မြန်မာဂီတသမားတွေနားနဲ့မတီးတာမယုံဘူးမလားမင်းကိုရင်ဒီဝိုင်းကိုတော့တီးခိုင်းချက်ချင်းတော့ကပြန်တီးမယ် အင်း ဂီတတိုက်ပွဲတော့ ဟုတ်ကဲ့ တမိုင်းဂီတတိုက်ပွဲအဲ့လိုတော့စိန်ခေါ်လိုက်အဲချောကလက်ကသူ့ဒီဝိုင်းပဲအဲ့ဝမ်မြူဇစ် အဲ့ဒါပါတော့ဆရာ ဒုတ်တီးပါ ဟုတ်ပြီ သူတို့တီးတဲ့တီလုံးလေးပြောပါတယ်နော်ကျွန်တော်တို့စိတ်ပိရဆိုင်ပြပြင်းတောင်ပြင်သေးသလား ဟောတွန်တေးသိန်းနဲ့တချင်းအမရနဲ့သူ့ဖေမရ ဒီမှာသူတို့တီးတဲ့တီလုံးလေးကျွန်တော်တီးပြပါမယ် ဟုတ်ဟုတ်ကဲ့ အဲ့ဒါကိုစီးပြီးတော့တဆိုင်ပေါ့နားဆက်ထောင်နေပြီးတော့ပြန်အတိပိုင်မြန်မာတို့မြန်မာမှုပြုလိုက်တယ် ဟုတ် နော်ဘယ်လိုတီးရမှာ ဘလို့ပါလဲ တီးလို့ရအားထောင်တော့ဂီတတဲ့ပွဲ
ပြောဒီလိုတီးပြလိုက်ရောခုံးပဲအင်္ဂလိပ်ဒီဝဲသမားတွေအကုန်ပလက်လာလေ အတော့များပြီးတော့ မြန်မာဂီတသမားတွေကိုလန့်လာတာအဲ့ဒီမတီးဘောတအားကိုသဘောကျလို့ပလင်ဘောဆင်းလာဆင်းပြလာတယ်ဒီမဲ့စိန်ပြကြဆိုင်ဝိုင်းအလံတစ်စက်ဆိုင်သွားတယ် ဟုတ်ကဲ့ ထောင်းအလံဟုတ်ပြီ နော်တပူမှလည်းရွှေစိတ်ကတ်သွားတယ်နေမျိုးဗလားကြော်သူတပူကြီးနဲ့ဖာဖို့ရှိတော့နော်တိုင်းလေးချက်အကုန်ဆင်းတာ ဟုတ် နော်နောက်ကျတော့စိန်ပြတာပြောခဲ့တဲ့စကားလေးတို့ညီလေးတွေမှတ်ထား ပါပါလေ ဒီစကားကြတော့နယ်လေသမယချာထားလို့ရတယ်ဟုတ်လား ဟုတ် ဒါဒီမဲတဲ့စိန်ပြတာကအဲ့ဒီဝိုင်းသွားတယ်ကိုရင်တို့ပစ္စည်းကျုပ်ကိုလက်ထက်ထည့်ပါတယ်ဒါတော့ဒီဘုတ်ကရိယာဒါတော့ရိုက်ခတ်တူရိယာဒါပဲပြောခဲ့3လအတွင်းတီးပြဒီမဲဒီဘလို့ယူသွားဒီလိုပတ်စာတက်ပြီးတော့ဒီအတန်မျိုးထွက်ခဲ့ရင်ဘေးဓာတရွှေလုံးတစ်မျိုးလုံးတက်တက်လုံးကြုံခံသွားတယ် တတိကော ဒါသမိုင်းဝင်တယ်က ဟုတ် နော်ရထားပါအဲ့ဒီမှာကျွန်တော်ပြောချင်တာအဖိုးစိတ်ပြရရဲ့ဆိုင်ဝိုင်းကတီဘုံပေးခဲ့တဲ့တောင်းလာနော် ဟုတ် မြန်မာဘုရင်နှစ်ပါးပေးတဲ့အတိုင်းစိတ်ပြရဆောင်းရမှာရှိ ဟုတ်ကဲ့ ဒီဘက်ကဘာလို့ပေးတယ်မှာတော့ အဲ့ဒီဘက်ကဂျောကလက် ရာစရာဒီဘက်ကဘာလို့ပေးတယ်မှာ ဘယ်သူပါလဲ မှတ်တာနော်အမျိုးသားခေါင်းဆောင်ကြီးဘူချုပ်အောင်ဆန်းပေးတယ် ဟုတ်ပြီ ဒါပဲမှပေးတယ်မှာ ဘယ်မှာပါလဲဆရာ တို့မန္တလေးမြို့မှာနိုင်တဲ့နားမှာရှင်းတော့ခေါ်တော့ဘူဂျာရတီကျောင်းပေါ့ဗျာ ဟုတ် နော်အခုတော့နာမည်ပြောင်းပါပြီမေတော်ကြီးကျောင်းတယ် အဲ နော်အဲ့ဒီကျောင်းမှာဘူချုပ်ဆန်းသူ့ရဲ့ဆရာဘုံမူချိုးကိုခုနကစူကြီးပေါ့နော် ဟုတ် ခုံပြတဲ့ဘွဲမှာဆရာကြီးတက်ခံပေးပါစိတ်ဝိရာအဲ့ဘွဲမှာတက်ခံရတယ်အဲ့ခံတော့စိတ်ဝိရာကလည်းအကင်းပါဘူချုပ်ကြိုက်လောက်မှတရှင်အဲ့ဒီဘွဲမှာတီး ဟုတ် ဘာမှတော့ ပါပါလေ စစ်ချီတယ်မချီ ဟုတ် တပည့်တို့ထား ဒါလည်းညီမတို့ ဘိသကလည်းငြိမ်းတယ်ပဲကြိုက်ပြီးတော့ငြိမ်းလာကြုတ်ကြည့်ပြီးကြောက်နေငြိမ်းနေရလာတော့မသိဘူးလား နောက်တကမှန်လောက်ပါ နော် ကြိုက်ယူ အဲ့တော့ကျွန်တော်ဒီဘွဲကိုတီးရတာလေးပြောပြပေးပါလေဟိုတပည့်ဖြစ်တဲ့သူကတော့ဘာမှမပြောငါတီးရင်တော့ကွာတီးရင်တော့လည်းမျိုးနောက်ပြန်ကြငါဆိုင်ဘွဲရတယ်ရှိတယ်လို့အဲ့တော့ဒီဘိသတွေစိတ်မတက်ပြန်တီးပါပြီပါလေလည်းငါပြချင်ပါတယ်ကွာတော့ ဟာပေါ့ နော်တချို့ကလည်းပိတ်တယ်ရနားပြီနားလို့ဖြစ်ပါဦးဗျာကျွန်တော်ဟိုနားမဲ့ဆိုတော့နားမဲ့ရွယ်တော့ရောက်နေပါလို့ ရောက်ပြီ ဒါပေမဲ့သာသမီတွေလည်းပြစ်တာရခံရတယ်ငါတီးပြသေးမတီးရင်ငါတက်တူလိမ့်မယ် ဟုတ် ငါတီးရမှာတက်ရှိမှာပါကက်တော်စိတ်ပြီးတာဘူချုပ်ကြိုက်လောက်မယ်ဘူချုပ်ကြိုက်တဲ့ချင်းဆိုတော့ဗျာနော်မချီစိတ်ချတယ် သမီးတွေလည်းတချင်းဆိုထားဆိုတာပဲညီတို့တချင်းကိုတချင်းလို့ဆိုနေကြတာပဲကောင်းမလဲ ဟောဗျာဆရာလည်းသချင်းမှာသူသချင်းလို့ဆိုမှာဘောလို့ မဟုတ် ဘယ်လို့တော့ တော့တဘာဝဟုတ်ပြီဆိုရှိတယ်ညီတို့အချစ်တချင်းဆိုလို့ရှိရင်ညှုပ်ပြီးတော့မဆိုဘူးလားကဲ ဆိုရတယ် နော်အလွန်တချင်းဆိုလို့ရှိရင်တန်လေးတွေတုံပြီးတော့မဆိုဘူးလား အဲ့ဒါလည်းဆိုရတယ် ဒါမှအသက်ဝင်တာဒါစစ်ချီတဲ့တေးညှုပ်လို့လည်းမရအတန်ပြုတ်လည်းမရဘူးမာဆိုရမယ်မာဆက်တက်ကမှနေတော့မာဆက်ကြည့်လာရင် နင်တို့မာဆက်သိမသိလို့ရှိရင်တော့တို့ကိုကြီးကိုကြောက်စိတ်နောက်တာလိုက်တယ် အဲ့နဲ့ပြန်ရမှာနော်မာဆက်လေးဆိုရတယ်ထူတာကွာသမီးတို့ ရှင် လေးရှိနေမလားတဲ့နော် မာဆက်တဲ့ထူးတယ်မှာ သမီးတို့ ရှင် နေမေလေးရှင်းပါ အဲ့ဒါရှင်းမဟုတ်ဒါမြောက်ဟောချက်သေးတုံးကမာဆက်တဲ့ သမီးတို့ ရှင် ရှိသမီးတို့ ရှင် ဟေးအဲ့လိုလုပ်ပါအဲ့တော့စစ်သမီးတွေရဲ့အတန်နဲ့ပြန်ဆိုမယ်နော်ရင်ကောထားလားမ ရင်ကောထားမက်ရဲမေဆိုတာတေချာလို့ဟိုဘက်ကတေချာလို့ရင်ကောကိုလက်နောက်ပြည့်ကောလာရင်မ
ဘယ်ကြံသိပြောက်သွားသွား အောင်လေးပြမမိပြကဲမင်းအဲ့ဒါကမ်းမှာတက်တက်လုံးမင်းမေလေးကမ်းမှာလား ကြလာမယ်သမီးတို့ ယာ ရဲရဲတော့မမာရဲတက်တီကဲရဲရကဝဲထောင်းတော့အောင်စမေကိုတိုင်းတော့ရဲတက်လက်ရဲကိုအာသာလီနေရဲတို့ချေချေတော့ရဲတို့ရဲဒီစဲကိုကောင်းပြန်ကတိကိုစီမန်းလက်ဖို့စိတ်ကြတဲ့စိတ်တော့တို့ရဲတော့ချစ်တဲ့ကြတော့ပြောပြောဖေးမြောင်းမမာဖေးအားတော့ရဲမမာဖေးအားတော့ရဲခင်ခင်မင်းမရောကိုဆွဲလို့ဖေးမြောင်းပါရဲချိန်ချာပါရီရဲညာသိညမနိုင်ရတာကိုဆွဲလို့ဖိတ်ဖို့တော်ပြီလေ အဆိုဘိုက်ကိုတိုင်းတိပြရတာဘုတို့ကကြိုက်နေပြီနော်သူစိတ်ချီလေးကိုဗျာငါတို့စစ်သူတွေကိုကြွလာဟုတ်လားဒါပေမဲ့အတိဘိုက်ကတော့စိန်ပြီးတာလာပြီဗျာနော်ဘုတို့ရဲ့ဒါဗလာဆိုင်မှာဗလာဆိုင်ဆိုတာဒီလိုတီးရပါတယ်ဒီစိတ်ချီတဲ့တေးလေဒီလိုတီးပြပါမယ်ဆိုပြီးတော့အားထုတ်ကြည့်ပါခင်ဗျာဒီလိုတီးကြည့်နေပြခဲ့နေရတယ်နော်တန်ဒီပဲကြည့်မန်လေးဆိုင်ဆိုတော့မန်လေးလိုတီးပြမန်လေးရဲ့အထားသူနော်ရန်ကုန်ဆိုင်ကြီးလည်းကောင်းတာနော်တိုးတော်လည်းကျွန်တော်တို့ကစိတ်ပိတာမွေးထားတဲ့လူတွေဟုတ်ဗျနော်စိတ်ပိတာတီးမျိုးပါဒါကြိုက်နော်ကြိုက်သွားတယ်ပြောဒီမဲ့တခါတည်းပဲတိုက်ပွဲမှာတိုက်ပွဲတိုင်းဆောင်တယ်ဝေးစွန်းသောအလားလက်မှာပတ်ထားတာဘုရားစိမ့်ပြီးတော့ဘယ်ဘက်မှာအဲ့ဒီထောင်းအလားချင်းနေပါလေဟုတ်ပြီ နော်ဟုတ်အဲ့ဒီထောင်းအလားနှစင်းနဲ့အလားတော့နှစင်းနဲ့ဆိုင်ဝါကြီးဒီနေ့ကြည့်လို့ရပါပြီဘယ်မှာပါလဲဆရာရန်ကုန်မြို့ကအမျိုးသားပြတဲ့ရှိပါလေဟုတ်ကဲ့နော်တို့တော်အလံတွေကတော့ဘယ်သူမှဖြုတ်ကုန်မှာမသိဘူးအလံကတော့ထက်တော့ဖူးသွားဒီတမိုင်းကိုဒါဖတ်ထားတာကြားလားဟုတ်မပြောရလို့အောင်ထားတာနည်းနည်းရှိသေးတယ်ဒီဟာပြောရတာဟုတ်လားဩအဲ့ဒါဆရာအရင်ကတည်းကပြောရမှာအရင်ကတည်းကပြောလဲတော့ခင်ဗျအချုပ်ထဲကိုထိုးရမှာမဟုတ်ဘူးအခုတောင်သွားတာကျွတ်တို့ကျဲတယ်ဖြစ်နေမယ်နည်းနည်းပဲရှိပါသေးတယ်ဒီစကားပြောရတာအဲ့တော့ကျွန်တော်နည်းနည်းပြောချင်တာရှိပါသေးတယ်ဟောလေဆရာကျွန်တော်တို့ဘူချုပ်ကစွန့်ပြီးတော့စားမသွားတဲ့ပုံကိုဖြစ်တယ်ဟုတ်ကဲ့နော်လွတ်လပ်ရေးရတော့အဖဘူချုပ်မရှိတော့ဘူးအဲ့တော့လွတ်လပ်ရေးဆိုလို့မရဘူးပထမဆုံးလွတ်လပ်ရေးများကဲလွတ်လပ်ရေးနေဘယ်သူများသိကြပြောနိုင်တဲ့လူကျွန်တော်လူတကာကျွန်တော်တပည့်စီတုံကဆူချတာကျွန်တော်ပြေးမယ်မိတ်ကမချသေးဘူးဒီကြားမှာမလာရောနဲ့အိတ်ဆိုင်အောင်လုပ်နော်ကြိုက်ကြိုက်လဲဆိုလူကြီးတစ်ပိုင်းကပြောကလေးပိုင်းမသိလို့ရှိရင်ဒါအင်မတန်အရေးကြီးတဲ့ကိစ္စဟုတ်တာပေါ့တို့လာပြီဆုကြလာပြီဟောတိုင်းတယ်ပြန်မန္တလေးနည်းနည်းပတ်စံများနေတော့မင်းဖတ်လိုက်စမ်းဟုတ်ပြီဒါမင်းတို့ရထားအဲ့တော့ကျွန်တော်တို့မြန်မာပြည်အင်မတန်သိသိတိုက်တယ်နေ့3ရက်ထူကြီးပါဟုတ်ရမျက်ကြီးပါကျဲကျွန်တော်ပြောမယ်ပမာလို့ပြောမယ်ပထမဆုံးလွတ်လပ်ရေးနေ့1309ခုနှစ်ပြာဆိုလပြည့်ကျော်9ရက်နေ့ဖြစ်ပါတယ်ဟုတ်ပြီဟုတ်တယ်ဆိုတော့မှတ်ထားတာနော်ဘိုးချုပ်ကြာဆုံးပြီး6လနေမှရဟုတ်ကဲ့ဘိုးချုပ်ကြာဆုံးတာက1309ခုနှစ်ဝါကောင်းလာသား2ရက်နေ့မှာလုံခြံခံရတာဟုတ်တယ်ကျွန်တော်တို့ကတော်တိုက်ဆိုင်နေကျွန်တော်ကဘိုးချုပ်ကိုလွန်ပြီး9နှစ်နေမှမွေးရကျွန်တော်1314ခုဝါကောင်းလာသား2ရက်နေ့လောက်ကြံခံလိုက်ရတယ်
မွေးတာရောသွားတော့ကွာမသိဘူး နော်ဘာကောင်လာကမြင်နေမှကျွန်တော်မွေးပါတယ်အဲ့တော့ကဲကိုကျုံးမရှိတော့မှလွတ်လပ်ရေးရတာဟုတ်ဗျာ ဟုတ်ပြီ နော်ကဲဒီလွတ်လပ်ရေးကိုဂုဏ်ပြုရနေတဲ့မြို့တိုင်းနယ်တိုင်းကဘယ်သူမှမခိုင်းရဘူးဘိုလ်ချုပ်ရဲ့ခြေရုပ်ဒါမှမဟုတ်လို့ရှိရင်လွတ်လပ်ရေးကြောက်တယ် ဟုတ် ထူကြတယ်ကျွန်တော်တို့မန်းလေးကလွတ်လပ်ရေးကြောက်တယ်ကြီးထူတယ်နန်းတော်နေမှာအားလုံးသိတယ်အဲလွတ်လပ်ရေးကြောက်တယ်ကြီးထူတဲ့နေ့ကမန်းလေးမှာရှိတဲ့ဆိုင်မောင်း29ဆိုင် ဟုတ်ပြီ ဒီဝိုင်းမှာတို့မျိုးမတို့သင်္ကဟတို့နှုတ်ရင်တို့တိန်ကြီးတို့တီရိမွန်းတို့အများကြီးပဲဒီဗါတဲ့ဟိုတေးလူလင်းတို့15ဝိုင်းရှိ ဟုတ် ဆိုင်29ဝိုင်းဒီဝိုင်း15ဝိုင်းအဲ့ဒီလွတ်လပ်ရေးကြောက်တယ်ကြီးဝိုင်းဖွဲ့ပြီးတော့တက်ခံရမှာ မှန်ပါ မင်းသားမင်းသမီးကြောမော်တွေရွှေမန်းတောင်တွေပါသေးတယ် လဲဦး ဂုံပြူကြမှာအဲ့ဒီကောင်းပြီဒီတစ်ချိန်မသူရေးမယ်လေသူရေးမယ်ငါရေးမယ်ပေါ့ဗျာရေးချင်ကြတာပေါ့ဗျာအဲ့မှာဟေးလူလို့မရဘူးတနိုင်ငံလုံးနဲ့ပတ်သက်တဲ့ကိစ္စအားလုံးစုရေးမယ်ဆိုတော့ဇိုင်းဆရာကြီးတွေစစ်ရတာရှေ့ရောက် ဟုတ် နော်နားနေဆရာတည်း တယောက် မြို့မကြီး တယောက် ဆရာညာ ဟုတ် ဆရာထား တယောက် နားတော်တောင်ဆရာခင်း 5ယောက် စန္ဒယာဆရာရိုက် 6ယောက် နောက်ကြတော့ဆရာလှိုင်း 9ယောက် နောက်ကြတော့ဥပဒေ 10ယောက်ပြီ ဒီ8ယောက်ကပြုတ်ပြီးတော့ပူပေါင်းလို့တချင်းတစ်ပုတ်ရေးလိုက်တယ်တကယ်ခန္ဓာဝင်တချင်းတော့ ဟုတ် တချင်းနာမည်ကမှတ်ထားကြပါခင်ဗျာ ဟာပါလေ အောင်တန်မီမို့ ဟုတ်ပြီ ဒီတချင်းကျွန်တော်စီမှာစာပဲရှိတယ် ဟင် အသွားမရှိတော့ကျုပ်ရှာရရတာလေအတင်းပြောတာမဟုတ်ပါဘူးမြမအတန်မှာရှိတယ်ဆိုတော့သွားငွေပါတယ်လို့ ဟာမရှိ သူတေသနာခါမှာရှိတယ်ဆိုလို့သွားငွေတယ်ပြည်လိုက်ရခံပြီးတော့ခွန်ပြုချက်နဲ့မရှိဘူးဩရုပ်ပြည်ညာတော့တွန့်သွားတယ်ဆိုလို့ကျွန်တော်ငွေပါတယ်မရဘူး အင်း စိတ်တော့ကြာဟုတ်လား ဟုတ် ဒါနဲ့ကျွန်တော်လည်းသချင်းတစ်ပုတ်လိုချင်တယ်ဆိုရင်မုံဆိုးသားကောင်လိုက်ဆိုလိုက်တာဟုတ်ဗျာ ဒါပေါ့ ရှောက်လိုက်တော့အမလေးအနားတင်ကနေဘယ်ရရတယ်မှာ ဘယ်ရရ မန္တလေးမြို့ရဲ့ကျက်တီဆောင်မြို့မအတင်ကြီးရရတယ် အိုင် ဆရာကြီးရဲ့ဒီကနှုတ်ဆွဲပါလက်ရင်းမှုတွေကိုရတယ်မြို့မဆရာဘောကျေးဇူးရှင်ရောမော်တာမင်းလို့ကျွန်တော်ဟောတာတော့ကျွန်တော်အဲ့ဒါမိတူလေးပွားထားပါတယ်အချင်းနာမရအောင်တန်ပြီမို့ဒါလေးတီးပြမယ်ဒါအတော်ရှားတယ်စာပဲရှိတော့နော်တပည့်တို့ထားအချင်းကတော့၄ဘက်ရှိတယ်ဆရာကြီးဆရာရှိဦးကြီးထားတယ်ဒါပေမဲ့ကျွန်တော်တင့်တော်တော့၄ဘက်ကျွန်တော်တီးပြမှာနော်နောက်ကြုံမလာတဲ့လိုက်ကြကလေးတွေနော်အောင်တဲ့ရေမဝေပြိုးချင်းချင်းရန်ကိုယ်ပိုင်ရတာတိုင်းမြန်မာကဘာလုံးဦးတဲ့ချွေလူရည်သာတိုင်းပြည်တော်တည်တည်ဆောက်ဖြစ်မြောက်ခါပျော်ရွှင်ချမ်းသာစိုးပိုင်လာအောင်တော်လေကြီးပါခိုင်မြဲစွာလွတ်လပ်သောတိုင်းပြည်သာတို့ကုန်မြောက်လို့ကြွားမြင့်မြတ်သောစိတ်သက်သာရဲရင်ကြစီသာတိုင်းရင်းသားတို့ညီညွတ်သိမ့်မှတ်ခါပြည်တော်စုတွေမှာလူဖြစ်ရာကျွန်းနဲ့တော့ငါမဝေးကားအောင်တဲ့မြေမဝေပြိုးချင်းချင်းရန်ကိုယ်ပိုင်ရတာတိုင်းမြန်မာကဘာလုံးဦးတဲ့ချွေလူရည်သာတိုင်းပြည်တော်တည်တည်ဆောက်ဖြစ်မြောက်ခါပျော်ရွှင်ချမ်းသာစိုးပိုင်လာအောင်တော်လေကြီးပါခိုင်မြဲစွာလွတ်လပ်သောတိုင်းပြည်သာတို့ကုန်မောက်လို့ကြွားမြင့်မြတ်သောစိတ်သက်သာရဲရင်ကြစီသာတိုင်းရင်းသားတို့ညီညွတ်သိမ့်မှတ်ခါပြည်တော်စုလေးမှာလူဖြစ်ရာကျွန်းနဲ့တော့ငါမဝေးကားလာကြီးပေါ်မှာလူမျိုးတိုင်းကကောင်းကြီးရောပါလွတ်လပ်တဲ့မြို့မြတ်မဟာသမရပါတို့ပြည်တော်စုမှာအောင်စုဖျားတော်ရပေါ်လာရောင်မြူလို့သာလွတ်လပ်တဲ့မြမရဲသွေးတဲ့ရင်အပြာကျဲစုပေါင်းကမဝင်းဝင်းတန်တော်ကြီးပါ ဟိုကျွန်တော်ဆိုင်နေဘယ်လိုတီးခဲ့တယ်ဆိုတာတီးပြပါမယ်ခင်ဗျာဘာကြီးစိတ်ပုံစံကြီးရခဲ့တာလေးနော်ဒီ
လူတီးတဲ့ကျလို့ဒါတော့ရခဲ့တော့ဗျာဒါပေမဲ့ဟိုနောက်ပိုက်တွေကတော့ခြုံမသာနားထောင်နေတော့ကျွန်တော်တခုတီးဦးမယ်ကျွန်တော်တော့ကလူတီးမှာပါတယ်ပါစတီဟောအကိုကြီးတော့မြေတားရခံထားပါအောင်ခဏလေးအမြင်ကမပြတ်ဖဲဖြစ်နေကြလားဟုတ်ခုကျွန်တော်ဟိုဘူရွေးလာတွေကပြီးခဲ့တဲ့နေ့ကဘူရွေးလာကျွန်တော်လှူလိုက်တယ်ဒီတိုင်းပဲလှူလိုက်တော့ဆင်းသွားကြတာဆင်းသွားကြတာဘယ်ငါရတယ်မတော့ဘယ်ငါမထေရနယ်ကခိနေရသပြေကြောင့်မသွားငါဟုတ်အဲကျွန်တော်ဆင်းသွားကြတော့စိတ်မတားလာတယ်ဆိုတော့ဘောတော်တယောက်ကရှင်းမင်းသမီးကြီးတယ်ပြောပြအောင်ဟုတ်လားဟုတ်မတားလာတယ်ဆိုလို့ငါလာတွေ့တာပါဆိုဩအမေဘာကိစ္စတော့ဆိုတော့ငါကတဲ့ရှင်းတော့မင်းသမီးကြီးကွယ်နော်မင်းကငါတပေါင်လေးတစ်ခုတော့ရွတ်ပြခြင်းလို့ပါတဲ့ဘောတော့ခပ်ပေါ့ဗျာပေါ့လူကြီးဆိုတော့လူလိုက်ဟုတ်ကဲ့အမေရွတ်ပြအမေကြီးတပေါင်ကဘာတော့လို့ဆိုတော့ဘိလက်ပြန်မိန်းကလေးနန်းဆံမအေးဟုတ်တို့ကလိုချင်ပြီဗျာဟာကြိုက်ပါလေဆိုမိဘာတော့ဆိုဘိလက်ပြန်မိန်းကလေးနန်းဆံမအေးဆိုတော့ဟာအမေလုံးစမ်းပါဗျာကျွန်တော်ဆိုပြကျွန်တော်တယ်လီဖုန်းလေးနဲ့ဖမ်းခေါ်ရဆိုပြတယ်တက်ကကြီးတော့သားတော့မပြီတော့ဟုတ်လားဒါပေါ့အဲ့တော့ကိုပြန်ချိုးယူရတာပေါ့ဗျာဟုတ်ကောင်းလိုက်တဲ့ချင်းကျွန်တော်မြန်မာလဲအမတာတပေါင်းကိုယူသီးတော့မှန်လိုက်တာတဲ့အခုဘိုးမှန်သေးတယ်ဟုတ်နော်အဲ့တချင်းကနည်းနည်းလေးဒီတချင်းကြားတော့ကျွန်တော်မျက်ရည်လဲလာဟုတ်ဘာလို့တချင်းကလောစရာလဲကောင်းတယ်မှတ်သားစရာလဲကောင်းတယ်နော်နေ့ဒီရက်ဒီဒိတ်ဒီနဲ့တော်တော်တိကျတဲ့တချင်းအဲ့ဒါလေးတော့သိခံပြီးသားတောင်းပေးသမှာဟုတ်ကျွန်တော်ဂုံပြူတဲ့အနေနဲ့တော့ဟုတ်ပါဘူးတပေါင်းကမှန်လို့နော်ဒီတချင်းတီးလိုက်တယ်ပြီးလို့ရှိရင်အားလုံးမြေတွေဝိုင်းပြီးတော့ပြီးတော့လက်ခုပ်တီးကြပါလေဟုတ်ပါနော်ဒီဘို့ဒီပေးတော့ကျတော့လက်ခုပ်ခေါ်တာမဟုတ်ဘူးနော်ဟုတ်ပါလက်ခုပ်ခေါ်တာမဟုတ်ဘူးပွဲတိုင်းပဲတောင်းအားပေးကြတယ်ရတနာထားပဲမရှင်းနာမေကဘိလက်ပြမိန်းကလေးနန်းဆံမအေးနော်တွေးမိတိုင်းမြာကဘာမကြည့်ပါမြမတွေမှာတကယ်ပဲအသက်ဆက်ဆက်နာရက်စွဲကတော့တကလေးကောစား1300ခုနှစ်ဝါကောင်လာစံနှစ်ရက်မှာတွေ့ကြုံရပဲကျမစေနာရီမိနစ်30လွတ်တော်အတွင်းမှာမင်းပေါင်းစုံစွာတို့ဖို့ချုပ်တူမြန်ရတမလုံးရွာတရားစရာလေးရှင်းကလေးအတိအကျပဲတွေ့ပါတယ်1300ခုနှစ်ဝါကောင်လာစံနှစ်ရက်မှာတွေ့ကြုံရပဲကျမစေနာရီမိနစ်30စေနာရီခွဲမှာလွတ်တော်တွင်မှာမင်းပေါင်းစုံစွာတို့ဖို့ချုပ်တူမြန်ရတမလုံးဝါဓမ္မပဲလေဒါမှတ်ထားတယ်တခြင်းရလို့ကျွန်တော်ဘုံကျုပ်တို့ပြည်နေရဒါလုံးချန်ခါလို့တိသွားတယ်ဗျာဘာလို့နော်ဒုတိယပတ်ကလေးကနေချောင်းရောက်ဆိုင်ပြိုင်ကဆုံးတကဘာလုံးအော်နှမျိုးကြလာချောင်းရောက်ဆိုင်ပြိုင်ကဆုံးတကဘာလုံးအော်နှမျိုးကြလာလွတ်လပ်ရေးတစ်စက္ကန့်လက်တလှမ်းသာဒီချိန်ခါမတမာသူလက်ချက်ရက်စက်ကြလေဘယ်တော့တမျိုးရအောင်ဟိုကျုံပန်းလေးလွတ်လိုက်ရကနေ6လတော့မှလောက်ကြံခါရတယ်တပည့်လွတ်လိုက်ရပါတယ်လွတ်လပ်ရေးတစ်စက္ကန့်လက်တလှမ်းသာဒီချိန်ခါမတမာသူလက်ချက်ရက်စက်ကြလေတာကောင်းဆောင်ဝဲတွေမြေကြဘယ်တော့လာမမေ့နိုင်ပါဘူးဒီကဘာကောင်းဆောင်ဝဲတွေမြေကြဘယ်တော့လာမမေ့နိုင်ပါဘူးဒီကဘာဝဲစစ်စစ်အလံကို
ပြန်ဆိုကြမှာအဲ့ဒါလေး သွေးစစ်စစ်အလံကိုထူကအနိုင်ကိုယူအောင်မှာ သွေးစစ်စစ်ဗါတယ် အလံကိုထူကအနိုင်ကိုယူအောင်မှာ သွေးစစ်စစ်ဆိုတော့တက်ကောင်းတယ် ဟာ ဘသူသွေးတော့ဟဲ့ ဘောကျောက်သွေးပါ ခမေးမယ်သွေးစစ်စစ်ဆိုတော့ဘသူသွေးရော ဘောကျောက်သွေးပါ ပြန်ပြောမယ်ဘသူသွေးတော့ ဘောကျောက်သွေးပါ သမီးရှေ့ဆက်စမ်း ပြီးလက်ပြန်မိန်ကလေးနန်းစမအေးကြမီတာ ဒါရှာချက်ပါပါရတဲ့ချင်းလေးခုကျွန်တော်ကိုနိုင်ငံတော်ကအချင်းတစ်ပုတ်ခြိုက်ကူးပြီးတော့မြမရုံးမြင့်တန်ကြားတွေကလွှင့်ဖို့တောင်းပေးလိုက်ပါတယ်အဲ့ဒါဘာလဲလို့ဆိုတော့ကိုကျုပ်နှစ်တရာဝဲတော့ကျွန်တော်ရေးလိုက်တဲ့ချင်းမနစ်ကမြို့တော်မန္တမှာကျွန်တော်အားလုံးတောင်းယူရတာဟုတ်အဲ့ချင်းလေးကိုအကြီးကြီးကကြိုက်သွားပြီးတော့ဟိုမှာလွတ်တော်မှာတော့ကျွန်တော်သွားပြီးတော့တီးပြပါသေးတယ်ဒီချင်းလေးနော်ဒါလေးတော့ကျွန်တော်တီးပြလေးတီးဝင်ပြီပါနော်တချို့ကလည်းဒီဟာကိုနာမည်ပေးခိုင်းတာပေါ့ဗျာနတ်ပြားနဲ့ပဲလုပ်တယ်နတ်ပြားနဲ့ပဲလုပ်ကရှိပြီးသားဖြစ်နေတယ်ဟုတ်တယ်ကျွန်တော်အကြိုက်ဆုံးနာမည်ပေးထားပါတယ်မြန်မာတို့အသိနှလုံးပိုင်ရှိ ကောင်းတယ်ဗျာ နော်ကျွန်တော်ရုံးမြင့်သားညမှာတွားရိုက်မယ်ရှင်ပါဟောတခါတည်းကျင်ရပဲခုဦးရှိလာတည့်ရက်နေ့တပတ်ဖြစ်လို့တော့တယ်အီးချွန်အီးမွန်တို့တကွေလုံးရေးဝေးနေတာတီးတာကြောက်စိမ့်နေစေရမင်းနဲ့အပြူတော်ခံပြီးရထွက်တော့မယ်ကျွန်တော်တကွေလုံးရေးထားပါတယ်နော်ကျွန်တော်ရဲ့ဒုတိယဆောင်လည်းထွက်ပါတော့မယ်ယခုလက်ရှိရုပ်ရှင်သုံးကလက်ခံထားပါတယ်ဒီမောင်လူဝင်ရဲ့စတူဒီယိုမှာတွန်းပါပါလောင်တွင်ဥဒန်းတွင်ဒီသတိနော်ဟုတ်တကားကပါရမီရှင်မိုင်းမောဧကရီနောက်တကားကနိုင်ငံသားနဲ့ဆက်ဆက်ရိုက်ထားတဲ့ဟာအမေဆောက်တဲ့နန်းတော်သုံးကလက်ခံထားပါတယ်အကယ်ဒမီသုံးစုယူပါအောင်မယ် ဒါပေါ့လေစိတ်ကူးနဲ့တည်တဲ့ဖေကကောင်းမှုတော်ထဲမှာသေးတယ်လေကောင်းလိုက်တဲ့ပုံမြင် နော်မင်းကလည်းငါအကူတရှိပြောတယ်မန်းလေးရဲ့ကုံဆောင်ပါတယ်ကွာ ဟောလာပြီငါကျမပြေးပြီးတော့ကြော်တက်ခဲ့ မကြော်နိုင်လဲအဲ့နာနာနေလိုက်ဟော ငယ်လေးတွေရောက်လာတယ်တဲ့ပဲ ဟော သူနာမည်ကြီးလာလဲကျုံကနာမည်ကြီးတာပေါ့ဗျာဒါအဖွင့်ပေါတော့ငါတယောက်တည်းမှာ ရပါတယ်မဟုတ်လေဒါဆရာကိုကြောက်ရမှာဟိုမဲ့ကလေးတွေကြံသေးတယ်နောက်ကလောင်းပါနောက်ကကလေးတွေပါလို့ နှစ်ပြန်ကြောကန်လေးလေလာပြီးအောင်မှာနှစ်ပြန်ဆိုင်ပွဲကျွန်တော်လိုက်မသွားတော့ မလိုက်ပါနဲ့ဒီနေတာကြိုက်ပါတယ်ဟိုလိုက်ရင် ဒီစူးကြောင်းနဲ့ကြောကန်ပတ်စံနဲ့လဲတာ နှစ်ပြန်တော့မပြီးသေးဘူးမင်းဒါနဲ့ နောက်တစ်ယောက်ကြံတယ်ဟိုအပြည့်လည်းမင်းတို့ညီကောင်မောင်နှမကုန်းမလားမကုန်းသေးအကုန်းနာထွက်ခဲ့ဘူး အားလုံးဆရာရွှေတော်မြိုင်ကျွန်တော်တို့ဘာကြတော့စူပေးသူပေးလိုက်ရပြီ ဘယ်လို ဂိုင်းစိတ်ရင်းတိုင်းကျိုးပေးစီပြားတယ်ဒါပဲ အဲ့ဒါတော့ဟုတ်တာပဲသူပေးတယ်သူ ဆရာတော့ကြတော့အဲ့တိုင်းပြောတာပဲကဲထားတော့ ဟုတ် မြန်မာတို့တဲနှလုံးပိုင်ရှင်နော်ဒါလေးတီးပြီးရင်တော့ဒါအားလုံးတော့ပေါ်တာပြန်တီးနေပြီနော်ပြန်တီးနေပြီဟိုနေ့ကအိန္ဒိယဆရာဝန်ကြီးလာသွားတယ်ကျွန်တော်တီးနေပြီဆိုခဲဘောလုံးကန်တော့တဲ့လူမြင်တဲ့အတိုင်းပဲကြောက်ကလဲလိုက်တော့တန့်သွားပြီးတော့သားတွေလည်းဖွေးလို့ တော့ကိုလှလာ တော့ကိုလှပါကိုဘောတွေကြာတယ်လားကဲထားတော့တီးနိုင်ပြီဗျာကဲပွဲစားတန်းကပွဲစားတွေမတာပြန်တီးနေပါပြီတချို့ကလည်းပိတ်နေကြတယ်ဗျာဟုတ်လားအဲ့ဒီမြို့တော်ဝန်တို့ချမ်းမှာမတီးသေးဘူးဒီတချင်းတွေရေးတော့ဒီတချင်းကတော်တော်ပေါက်သွားတယ်ကျုပ်လည်း Facebook ကနေပြီးတော့ဆော်ခါရတာပါပဲ ကြံတော့မဟုတ်ပါဘူး ကဲရနာထားလားနောက်ကလာသတိပေးတယ်ဒီတပုတ်တော်ကိုကြီးဒီခါမှာဒါလေးကဟိုကျွန်တော်လွတ်တော်ကခိုင်းထားလို့ဒီဟာလေးသွားပြီးတော့ရုံးမြင့်တညာရဲရအောင်ပါနော်တချို့ကလည်းအရင်အစိုးရတုန်းကလည်းဒီလိုပဲဒီအစိုးရလည်းဒီလိုပဲဆိုဆော်ခံထားပါတယ်ကျုပ်လည်း သမိုင်းမှာတွင် ဒီချာနားထောင်ပါခင်ဗျာ နိုင်စရာမမြင်
ကဘာကြီးကိုကိုင်ကလုံးဘောကြောင့်တော့ပါကြီးတမိုင်းကလုံးအလားလုံးဝေးဖွားပေးတဲ့ကဲတင်ရှင်ကေအောင်ဆန်းဘောကြောင့်ဆန်းမြမလူမျိုးတို့အသိနှလုံးပိုင်ရှင်ကဘာမြေတခွင်းရှာဖွေမမြင်မဟာဆွေစဉ်အာဇာနည်မျိုးဘာမျိုးဘူးတူပြီတမိုင်းကလုံးအလားလုံးဝေးဖွားပေးတဲ့ကဲတင်ရှင်တခေအောင်ဆန်းဘောကြောင့်ဆန်းမြမလူမျိုးတို့အသိနှလုံးပိုင်ရှင်ကဘာမြေတခွင်းရှာဖွေမမြင်မဟာဆွေစဉ်အာဇာနည်မျိုးဘာမျိုးဘူးတူပြီတိုင်းပြည်တစ်ပြည်လုံးကအာကိုချစ်ခင်မြမတစ်မျိုးသားလုံးရွှေပုံတော်ရှင်ကျေးဇူးတော်ရှင်တို့ရဲ့ဖခင်မြမအသေးကိုကိုင်ကားလုံးမြတ်မြတ်နေပေးပြုရရင်စားခြင်းဟောကြောင့်အောင်ဆန်းသမိုင်းခွေနဲ့စနလေးရှိတယ်ဟောကြောင့်အောင်ဆန်းတိုင်းပြည်ကပြည်ရဲ့ခဲ့တယ်ဟောကြောင့်အောင်ဆန်းသမိုင်းခွေနဲ့စနလေးရှိတယ်ဟောကြောင့်အောင်ဆန်းတိုင်းပြည်ကပြည်ရဲ့ခဲ့တယ်အောင်လာအောင်လာအတ္တစီရင်အောင်လာအောင်လာအတ္တစီရင်ဘယ်မယုံတဲ့ဘုရားဆိုခဲ့တာဟောကြောင့်အောင်ဆန်းဒီနေ့စကားလေးရှိတယ်ဟောကြောင့်အောင်ဆန်းတိုင်းပြည်ကပြည်ရဲ့ခဲ့တယ်ဟောကြောင့်အောင်ဆန်းတိုင်းပြည်နဲ့စကားလေးရှိတယ်ဟောကြောင့်အောင်ဆန်းတိုင်းပြည်ကပြည်ရဲ့ခဲ့တယ်အောင်လာအောင်လာအတ္တစီရင်အောင်လာအောင်လာအတ္တစီရင်ဘယ်မယုံတဲ့ဘုရားဆိုခဲ့တာရာဇဝင်မောကိုထုံတောက်တာပင်မြမတွင်ဖော်ညွန်းလုံးလောက်เสียပဲကျုံခက်မသခင်ဖြစ်သူတကယ်ဆုံးတာပဲရာဇဝင်မောကိုထုံတောက်တာပင်မြမတွင်ဖော်ညွန်းလုံးလောက်เสียပဲကျုံခက်မသခင်ဖြစ်သူတကယ်